ကန်ကောင်းတယ်ပေါ့ဗျာသူ့ဘာသူပဲသဘာဝအကြောင်းတရားကြီးကသွားလာလှုပ်ရှားရောင်းဝယ်ဖောက်ကားတာဝန်ထမ်းဆောင်နေတာပဲဒါပေမဲ့ကန်ကောင်းကျင်တော့တွားရင်လာရင်နေထိုင်နေဥပမာပေါ့ဗျာအိမ်ထဲမှာသူ့ဘာသူနေတယ်အမျိုးသမီးတယောက်နဲ့စကားပြောပြတယ်သူကနေငါအိမ်လေးရောက်မယ်ဝယ်သူရှိရင်ပြောပါပေါ့အဲဒီမှာတခါတည်းနောက်တစ်ယောက်ကနေအမကြီးအကူကြီးကျွန်တော်တို့အိမ်လေးဝယ်တင်တယ်လာပြောမယ်မှာဟုံးတိုင်းဆိုပြီးသူကဂျားတွေကဆက်တယ်နေထိုင်ပွဲကားတွေရလာအဲ့တဘောအဲ့ဒါကိုစိုက်ခေါ်လို့ချုပ်ပေါ်ရောက်တယ်ကန်ကပြီးတော့ကန်ကောင်းမှုများအဲ့လိုလည်းမှတ်လို့ရတယ်ကန်ကပြီးတော့ကန်ကောင်းမှုဆိုတာလုံလဝရိယတိတ်ဆိုင်တယ်မလို့ထီလေးထားပေါက်တာအမြတ်ရတာပွဲကားရတာခရီးရတာအောင်မြင်တာအလုပ်တွေတိုးတာယာထူးတွေတိုးတာငွေကြေးတွေအဝင်များမယ်အမြတ်များမယ်ထီလေးပေါက်မယ်ကျမ်းမာရေးဆိုရဲကောင်းတဲ့အုပ်စုမကောင်းဘူးဆိုတော့စေးကောင်းဝါကောင်းတမားကောင်းရသွားတာလူမှုရေးတွေဖွံ့ဖြိုးတိုးတက်တာချစ်ခင်တဲ့လူတွေကူညီမဲ့လူတွေမိတ်ဖွဲ့မဲ့လူတွေကိုကောင်းကျိုးပေးမဲ့လူတွေရောက်လာတာဒုက္ခပေးမဲ့လူတွေနောက်ဆုတ်သွားတာဝေးသွားတာအိမ်တော်ရေးအခြေตายရမယ်လူငယ်တွေဆိုရင်စားနေပွင့်ချစ်သူတို့လျှောက်တော်လန်းตายရစိတ်သက်ကြောင်းလန်းလက်ထက်အိမ်တော်တွေဆိုလဲတာရပေါ့ပညာရေးတွေဆိုလဲအောင်မြင်တာဖြေနိုင်တာအောင်မြင်တာတင်သားနေတက်ရခရီးကိစ္စသွားပြမယ်အလူကိစ္စအပျော်ကိစ္စပြည်တွင်းတွေပြည်ပတွေကောင်းတဲ့ခရီးပဲသွားပါပူကောင်းကျင်တယ်ဆိုရင်တော့ဒီကာလမှာလှပနုညံ့တောက်ပြောင်အယောင်လေးတွေအပွင့်အဖက်ပါတာတွေအချင်းတွေနန်းနဘတာရာရှိနိုင်တဲ့အပါလဲကြည်ပြာရောင်တို့ရွှေဦးရောင်လေးတို့ပန်းရောင်လေးတို့အဖြူအပြောက်နန်းဘူဆန္ဒလေးတွေဝတ်ပေါ်ဗျာနော်တိတ်ပြီးတော့ရှုပ်ရှက်ခတ်တာတွေအနှုတ်ဆုပ်ခုံးဆုပ်တွေကြက်တွေရုပ်တာတွေတော့ရှောင်ပေါ့ဗျာနော်ထီထိုးခြင်းနှစ်လင်းကပက်လက်ထိုးတနေ့လာကြာတော်လေးနေထိုးရေရအနေနဲ့လုံမယ်ဆိုရင်ပူကန်ကောင်းခြင်းငါပြောသည်အောင်တပြီပန်းအကျော်တစ်မျိုးတောက်တော်ရင်နေ့တိုင်းလူသူကတော့ပရိစ္ဆေဘတလာလုံးစိတ်တနေ့လာသားသမီးတွေကန်ကောင်းကြမ်းမှာဝမ်းသာစရာနဲ့ပြေးပြီးလျှံတော့ကန်ကောင်းတဲ့အချိန်ဖြစ်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါသည်ဒီကန်ကောင်းတာပေါ့ထွန်းတော်ကမြိုင်ဆိုင်လှပကန်တရားဘုကြံသေးတယ်ဗျအဲ့ဒါပြီးတော့လောကဝိတု100ရာခိုင်နှုန်းလောက်ထိကန်ကောင်းတာပေါ့ထွန်းတော်ကမြိုင်ဆိုင်လှပကန်တရားကာလာကြကြိုးစားထားတာဖြည့်ဆူထားတာရောင်းဖို့ဝယ်ဖို့လှုပ်ထားတာအောင်မြင်သွားပြီအဖြေထွက်သွားပြီကိုယ့်ရဲ့အတိတ်ကပြစ္ဆုတ်ပံကံ2မျိုးပေါင်းမယ်လုံလဝရိယဇွဲတွေပေါင်းပြီးအောင်မြင်မှုတွေအမွေရတာအမြတ်ရတာယာဓုတိုးတာအလုတ်တိုးတာအကြောင်းဝယ်တွေမြတ်ဆွမ်းတာအနုပညာရှင်တွေရတနာကြောင်းမြတ်ရတနာရောင်းဝယ်တဲ့လူတွေတိုက်တာကွန်တိုရောင်းဝယ်တဲ့လူတွေအောင်မြင်တာနိုင်ငံခြားခရီးတွေလွယ်ကူအောင်မြင်တာနိုင်ငံခြားရောက်နေတဲ့လူများယာဓုတို့အလုတ်တို့စီးပွားတို့ရင်ဝင်ကားဝင်နေထိုင်ခွင့်ရတာစီးပွားရေးတိုးတက်တာတစ်ခုက2ခု2ခုက3ခုလောက်ကင်ပြစ်တာငွေကြေးတွေလည်းများဝင်မယ်အစုအပြုံလိုက်ဝင်မယ်ဝင်တော့လည်းမြဲမယ်ကျမ်းမာရေးဆိုင်ဟာအကောင်းဆုံးကာလပဲယောဂကြီးတွေသိမယ်သိတဲ့ယောဂပျောက်မယ်ကျမ်းမာပြီးသားလူပူကျမ်းသာမယ်လူမှုရေးတာယာလှပပြီးတော့ရန်သူနဲတဲ့ကာလမိတ်ဆွေပေါ်တဲ့ကာလမိကောင်းဆွေကောင်းဆရာကောင်းတမကောင်းတွေအတိုင်းဝိုင်းကောင်းတွေရရှိတဲ့ကာလအိမ်တော်ရေးအခြေရေးပျော်ရွှင်မယ်တာယာမယ်လူသလူရမယ်ကိုယ်စိတ်နှပါကျမ်းမာချမ်းသာတဲ့အလူစေတလက်ထပ်တာမင်္ဂလာဆောင်တာအပြားရည်စံခရီးထွက်တာနိုင်ငံခြားရောက်နေတဲ့ချစ်သူများအိမ်တော်ရေးများပူကောင်းတာပညာရေးကတော့အထူးကောင်းတဲ့အချိန်ပေါ့လေနော်ဖြေထားတာတွေလည်းအောင်တယ်လို့နောက်ထပ်ပညာတို့သင်တန်းတို့တက်ပေါ့ရေရှည်အကျိုးပေးတဲ့သင်တန်းတွေပညာတွေရသွားမှာပဲပညာရေးနဲ့အသက်မွေးဝမ်းကြောင်းပြုရတဲ့လူတွေအထူးကောင်းမယ်အနုပညာရှင်အလှပခရီးသွားလုပ်ငန်းတွေအောင်မြင်မယ်ခရီးကတော့ပြည်တွင်းပြည်ပများနေမယ်အဆင်ပြေတာပဲမိကြီးဖကြီးတွေကျေးဇူးဆက်နိုင်မယ်အထောက်ပံ့နေပေးနိုင်မယ်ဝိသင်ရမယ့်အကြောင်းတွေကဒီကာလမှာအဝါအုပ်စုအစိမ်းအုပ်စုနိုင်ပြနေညိုခရမ်းအဲ့အုပ်စုလေးတွေဝစ်အယောင်ရင်းနာလေးတွေဝစ်ဒီကာလမှာတတရရလှပ
ကြောကြောမမော့နေအတိတ်ကောင်းနာမည်ကောင်းပြောဆိုအိမ်မှာရှိတဲ့ဖះเจ้าတော်ရာကြီးကိုတဏ္ဍရှင်ချင်းလို့ထွန်းတောက်အောင်လို့တောက်ပြောက်အောင်လို့ပန်းဦးရီဦးတောက်တော်ရီကွဆွန်းတော်ကွက်များအသစ်လဲလေးရှိကူပတ်လဲဗုဒ္ဓဖူးတောက်ကြနနပိုင်းမှာထီထိုးနိုင်ငံသားထီပဲဖြစ်ပြည်တွင်းထီပဲဖြစ်ထိုးရဲတွေကတော့ဒီလားတလားလုံးမှာပဲကြောကော်ပီကိတ်မှုတပြေပန်းရွှေပန်းငွေပန်းလှူငှက်တွေငါးတွေလှုပ်ခူတာခွေးသားတွေကျွေးမြန်မာနိုင်ငံမှာရှိတဲ့လူတွေကဖះသွားကြောင်းတက်ရောင်ကြီးမီလှူတာတို့ရွှေတင်ကားလှူတာတို့ခွေးပရာဟိတလူတာတို့အဲ့ဒါလှုပ်ပြီးပေါ့ပရိစိတ်မဲ့လူများပူကောင်းရင်တော့ဗုဒ္ဓဘဂဝါဗုဒ္ဓဘဂဝါဗုဒ္ဓဘဂဝါဆယ်ပတ်စိတ်အရှိအရက်ကိုမျက်နာပူပြီးနေမင်းကိုမော့ကြည့်ပြီးလူရဆူတောင်းအလုလူရကတိတ်ပြီးပြည့်စုံတော့ဗုဒ္ဓဘုသားသမီးတွေဖြစ်ပါပြီအားလုံးကံကောင်းကြပါစေကြာတော်လေး